ကိုရှာကြည့်ပြီးတော့မှကျွန်တော်နာမည်ပေးမယ်ဆိုရင်ပထမတစ်ချက်ကဒုတိယဆိုလည်းဘာမှမလုပ်ဘူးအမေပြောတာမှတ်တာအခုချိန်ကြီးလည်းမှတ်ပြီးပါတယ်ဒါကြီးထွက်ပေါ်လာဖို့အတွက်ကျွန်တော်တို့လွန်ခဲ့တဲ့3နှစ်တာကာလကစပြီးတော့ဒီကတော့မဲဖက်ပေးဖို့လိုတယ်နော်နော်အဲ့ဒူဝင်ကျလေးကိုမဲပေးပါကျွန်တော်ညောက်ကဒူဝင်ကျတင်ကြပဲနော်ဟုတ်ပါနိုင်ငံရေးပလက်ဖောင်းပြန်ပေါ်အောင်လုပ်တဲ့အချိန်မှာဒီဘောတွေပဲပြန်ဆောက်အောင်ပါအဲ့တော့ကျွန်တော်တို့ကဟလာပြည်သူတွေကိုအောင်ရမည်ဆက်လို့